ပေါ့နော်အဲ့တော့ Tokutegi-no ရဲ့ hotel ပေါ့နော် hotel နဲ့ပတ်သက်ပြီးတော့မှ video class လေးကိုသင်ကြားပေးတော့မှာဖြစ်ပါတယ်ဒီနေ့အဲ့တော့နံပါတ်2ကိုဆက်ပြီးတော့ရှင်းပြပေးပါcheck-in ပြောမှုဖြစ်ပါတယ် check-in ပြောမှုမှာကတော့ဒီအောက်မှာဖော်ပြထားတဲ့ ABC ဆိုတဲ့3ခုပါဝင်ပါတယ်အဲ့ဒီတော့ check-in ပြောမှုကိုအရင်ဆုံးရှင်းထားတဲ့ဟာလေးကိုဖတ်ကြည့်ပါမယ်check-in ပြောမှုက check-in လုပ်ခြင်းလုပ်ငန်းစဉ်မှာက Okyakusama ကဒီဖောက်တဲ့ဧည့်သည်က Shukuhaku ရှိစေစနစ်ဟိုတယ်စောက်အောင်ကိုတိုးချကိုရှိတာဆိုင်နေဆက်ရောက်လာပြီးတဲ့နောက်ပိုင်းမှာ front တိုးတဲ့နော်ဒီ reception မှာ Okyakusama の受付をする業務のことですဖောက်တဲ့ဝန်ဆောင်ခြင်းကိုလက်ခံဖောက်တဲ့ကိုလက်ခံတဲ့လုပ်ငန်းဖြစ်ပါတယ်予約内容を確認し予約လုပ်ထားတဲ့အကြောင်းအရာအသေးစိတ်ကို確認လုပ်ရမယ်။ကိုရှုကူဟာကုの手続きတဲကိုဖို့အတွက်လိုအပ်တဲ့လုပ်ငန်းစဉ်ပေါ့နော်။ရေးရမယ်ဖောင်နေပါတွေကို手続きလုပ်ငန်းစဉ်တွေကိုလုပ်မယ်။လူမှုခီအိုအိုဝါတာရှိအခန်းတော့ကိုဝေးလက်ထက်အခန်းတော့ကိုပေးမယ်။ခန်းနိုင်ဆိုတာအဆောက်အုံအတွင်းဆဲဆုပြီဆိုတာတော့အဆောက်အုံထဲမှာရှိတဲ့အပြင်အစင်တွေအခန်းတွင်းပေါ့နော်အခန်းအဆောက်အုံနဲ့ပတ်သက်ပြီးအပြင်အစင်တွေကိုဆဲဆုမိတ်နာတို့ရှိမှရှင်းပြခြင်းတွေလုပ်ပေးရမယ်။Okyakusamaに安心してご宿泊していただけるよနော်ဖောက်တဲ့ကိုစိတ်ချယုံကြည်စွာနဲ့တဲခုံနိုင်ဖို့အတွက်ကိုကိုအန်နိုင်ဆိုလို့ပြောမှုတက်မိတ်ဆက်ပေးရတယ်ရှင်းပြပေးရတယ်လုပ်ငန်းဖြစ်ပါတယ်လို့ပြောထားတာပါနော်ချက်ဝင်ပြောမှုဆိုတာကအဲ့ဒီလုပ်ငန်းတွေကိုလုပ်ပေးရတယ်ဘာတွေလုပ်ပေးရလဲဝါရှိတစ်ချက်ပြန်ပြောပေးမယ်နော်ဘာတွေလုပ်ပေးရလဲဆိုလို့ရှိရင် okay စကေဆုလို့တော့ကိ予約内容を確認လုပ်မယ်宿泊手続きလုပ်မယ်လူမှုခီကိုဝါတာရှိမတ်လုပ်မယ်ပြီးရင်ခန်းနိုင်ဆက်စုပြီးတော့ဆက်စုမေကိုလုပ်မယ်အဲ့ဒီ၄ချက်လုပ်မယ်ဆိုတာကိုမှတ်ထားရင်လုံးလောက်တယ်နော်အဲ့တော့အသေးစိတ်ပြောရမယ်ဆိုရင်တော့ဒီမှာခေါင်းစဉ်၃ခုပါတယ်မိဒါရှိနာမီရှိစေခိုတိုဘာဇုကာဤဆိုတဲ့ခေါင်းစဉ်ကိုစပြီးတော့ကြည့်ကြည့်မယ်အဲ့တော့မိဒါရှိနာမီရှိစေခိုတိုဘာဇုကာဤเนาะမိဒါရှိနာမီဆိုတာကတော့အမြင်ရှိစေဆိုတာကကိုနေဟန်တာခိုတိုဘာဇုကာဤဆိုတာကတော့စကားလုံးအသုံးတော့ဖြစ်ပါတယ်ချက်ကူရင်ကOkyakusamaが宿泊施設に入って初めて体験する対応となりますဆိုတာကချက်ခင်ဝန်ဆောင်မှုဆိုတာကဖောက်တယ်ကဟိုတယ်တွေကိုရောက်ချင်းပထမဦးဆုံးလက်တွေ့ခံစားရမယ်လှုပ်ဆောင်ချက်ဖြစ်တယ်။ဆိုနို့တာမယ်အဲ့ဒီအတွက်ကိုOkyakusamaにいいイメージを与えられるようにပုံရိပ်ကောင်းလေးပေါ်နေအောင်Okyakusamaရဲ့စိတ်ထဲမှာဒီဟိုတယ်ကကောင်းမွန်တဲ့ပုံရိပ်ကိုဖော်ပြနေအောင်လို့တဲ့နော်။စေခေတုကန်ကあるတန်ရှင်းတည့်ရနေတော့မိသားရှိနာမိအမြင်ပေါ့နော်အမြင်မှာတက်ရှင်းတက်ရက်နေရမယ်ထာရရှိစေဆိုတာကအမှန်ကန်တဲ့ကိုနေဟန်ထားရှိရမယ်တိန်နေနာခိုတိုဘာဇုကာကြီးယဉ်ကျေးတဲ့စကားလုံးအသုံးလုံးတွေသုံးနှုံးရမယ်ဆိုတာကိုထိုင်ဝဆူခိုတိုကဂျူယောဒက်ဆိုရေးထားပေါ့နော်အဲ့လိုသုံးနှုံးမှုလိုအပ်ပါတယ်လို့ပြောထားတာဖြစ်ပါတယ်ဒါကတော့မိသားရှိနာမီအပိုင်းဖြစ်တဲ့ B 予約内容の確認เนาะ予約လုပ်တဲ့အခါမှာသူ့ရဲ့内容確認ကိုဘာတွေကို確認လုပ်ရမလဲကြည့်ကြည့်အောင်ချက်ကွေးနိုဆိုင်နေဝချက်ကင်လုပ်ပြီးနောက်ပိုင်းမှာOkyakusamaに予約の有無ဟုတ်တယ်က予約လုပ်ထားလားမလုပ်ထားဘူးလားဒါအရိနာရှိပေါ့နော်လုပ်ထားလားမလုပ်ထားဘူးလားနော်マチガイナク予約が取れているかအမှားယွင်းရှိမရှိနော်ဟိုဒီ予約လုပ်တဲ့အခါမှာဒီဘက်ကနေပြီးတော့ဖောက်တယ်ကဘိုကင်လန်းတင်တဲ့အခါမှာသတင်းအချက်လက်ရေးထားတာတွေကမှားယွင်းမှုရှိမရှိကိုတဲ့နော်ရှိမရှိနှစ်予約内容を確認する必要がありますဒီဘိုကင်ယူထားတဲ့အကြောင်းအရာအသေးစိတ်ကိုစစ်ဆေးဖို့လိုအပ်ပါတယ်確認する予約内容の主なものとしてဒီစစ်ဆေးရမယ်ဘိုကင်အကြောင်းအရာအသေးစိတ်ကတော့အောက်မှာဖော်ပြထားပါတယ်ဘာတွေလဲဆိုရင်宿泊予約の有無เนาะ有無ဆိုတာကဒီဟိုတယ်ကိုဘိုကင်တင်ထားခြင်းရှိမရှိနံပါတ်1Okyakusamaの氏名ဖောက်တယ်ဤနာမည်ご予約人数နော်တဲကိုမဲ့လူရေအတွက်ご予約のプランတဲကိုမဲ့ plan などがありますစသည်ကရှိပါတယ်また日本人以外の外国人のお客様がဂျပန်လူမျိုးမှလွဲပြီးတော့ပြည်ပဒီဖောက်တယ်တွေမှာတဲ့နော်日本の宿泊施設に泊まる場合はဒီပြင်ပတခြားနိုင်ငံသားပေါ့နော်နိုင်ငံသားလူမျိုးတွေတဲကိုတဲ့အခါမှာパスポートのコピーを取って保管することがဒီ passport သူတို့ရဲ့ passport copy ကိုယူပြီးတော့တင်ထားခြင်းဒီ日本の法律で定められているのでဂျပန်ရဲ့ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတွက်ကြောင့်忘れないようにမမေ့မလျော့Okyakusamaに提示していただくようနော်ဖောက်တယ်ကိုဒီညွန်ကြားပေးဖို့ပေါ့နော်ပြောပြပေးဖို့気をつけること
キオスゲル必要がありますの。တတိပေးရမယ်။ passport လေးထုတ်ပေးပါ passport copy လေးဆွဲပေးရစီဆိုတာကိုမပြတ်မကွက်တတိပေးရမယ်လို့ပြောထားတာဖြစ်ပါတယ်။ဒါကတော့ B ဖြစ်ပါတယ်။အခုဆက်ပြောမှာတော့ C နော်။ဒိုမူခီနော်အိုဝါတာရှိနော်အခန်းတော့ပေးခြင်းခန်းနိုင်ဆက်စုပြီးနာတို့ကိုဆက်စုမဲ့နော်ဒီအဆောက်အုံအတွင်းရဲ့အထဲမှာသုံးထားတဲ့ပစ္စည်းအပြင်ဆင်တွေရဲ့ရှင်းလင်းဖော်ပြချက်ကိုပြောပြရမှာဖြစ်တယ်お客様の予約内容の確認ができたらနော်ဖောက်တယ်က予約လုပ်ထားတာသိကြတယ်စစ်ဆေးလို့ပြီးသွားပြီဆိုရင်နော်お泊まりいただくお部屋のဖောက်တယ်ကတဲခိုရမယ်အခန်းရဲ့ルームキーをお渡ししますအခန်းတော့ကိုပေးရမှာဖြစ်ပါတယ်お客様に館内や設備などのဒီအဆောက်အုံအတွင်းနောက်တစ်ခုကအဆောက်အုံတွေမှာရှိတဲ့အပြင်အဆင်ပစ္စည်းတွေရဲ့ဆက်စမဲရောရှင်မှာရှင်းပြချက်ကိုလုပ်ရမယ်ဥပမာရေဘူးရေအေးဆက်လိုမျိုးတော့ဖွင့်တဲ့ကတ်လိုမျိုးစတဲ့ဟာတွေကိုရှင်းပြခိုင်းတာဖြစ်တယ်နော်ကျွန်တော်တို့ဟိုတယ်ခန်းထဲကိုသွားရဲဆိုလို့ရှိရင်တခါလေကိုတင်းနေကြမဟုတ်ဘူးဆိုရင်မသိတာလေးရှိတယ်ကွာတချို့ဆိုလို့ရှိရင်ကတ်ကလေးနဲ့တကားကိုဖြတ်ရတချို့ကတော့နေဖွင့်ရတာအဲ့ဒါတွေအမျိုးမျိုးရှိတယ်ပေါ့နော်တော့နေဖွင့်ရတဲ့ဟိုတယ်ဆိုလို့ရှိရင်လည်းတော့နေဖွင့်တော့အကယ်လို့မိကြံငယ်ဘာလို့လို့ရလဲဟလာမင်းရဘယ်နားမှာအဲအကုန်းကဘယ်နားမှာရေဘူးရေရဘယ်လိုဒါမျိုးလေးတွေကိုရှင်းပြတာကိုပြောချင်တာဖြစ်တယ်その際にအဲ့ဒီနောက်ပိုင်းမှာတော့キヨスケナケレバイケナイことはတတိမထားလို့မဖြစ်တဲ့အကြောင်းအရာတော့ဘာလဲဆိုရင်お客様がခံနိုင်တဲ့မယောဝနိုင်ယောနီဒီအဆောက်အုံတွင်းထဲမှာမျက်စိလဲမသွားお部屋の行き方အခန်းကိုသွားရမယ်သွားပုံသွားနည်းနော်ခံနိုင်の利用できる場所ဒီအခန်းအတွင်းမှာဒီအဆောက်အုံအတွင်းမှာအသုံးပြုလို့ရတဲ့နေရာတွေကိုသွားမယ်နီလန်行き方ဆိုတာသွားပုံသွားနည်း利用可能な時間အသုံးပြုလို့ရမယ်အချိန်စတာနီတစ်ဆက်တည်းမှာပဲ火災や自然災害時に利用する非常口と避難経路などを丁寧に説明する必要があります。ဒါဘာကိုပြောရလဲဆိုလို့ရှိရင်ကွာကျွန်မအရှိအနေပြန်ရှင်းမယ်ဆိုရင်ဒီအဆောက်အုံတွင်းထဲမှာဆရာโอเคပစမကမျက်စိလဲမသွားနောက်တစ်ခုကအခန်းကိုသွားတဲ့နီးပေါ့နော် reception ကနေအခန်းကိုဘယ်လိုသွားရမလဲဆိုရယ်လမ်းညွန်နော်တချို့ဟိုတယ်တွေကအရန်ရှင်းတယ်ဆိုပေမဲ့ဟိုတယ်အခန်းလေးရဲ့တစ်ကြိလေးအဆောက်အုံလေးရဲ့ချင်းချင်းလေးမို့လို့ရှင်းတယ်ဆိုပေမဲ့တချို့ဟိုတယ်တွေကအရန်ကျဲတဲ့အခါမျိုးမှာသွားလာတာရှုပ်ထွေးတတ်တာရှိတယ်အဲ့တော့သွားရမယ်နီးလဲကိုယ့်အခန်းကိုဘယ်လိုပြန်ရမလဲဆိုတာရဲ့ဒီခန်းတိုင်းမှာဒီယောတေခိရုပါရှော်ဆိုတာကကြတော့ဒီအဆောက်အုံတွင်းထဲမှာအသုံးပြုလို့ရတဲ့နေရာတွေရှိတယ်ခုနကဆရာမပြောတဲ့ gym ရှိမယ်ဟာလားဟိုတယ်မှာပိုင်ထားတဲ့ gym ရှိမယ်ရေကူးကန်ရှိမယ်ဟိုတယ် restaurant ရှိမယ်ဆက်လက်တောက်တဲ့အခန်းရှိမယ်စတဲ့အခန်းတွေရဲ့နေရာတွေဟလာဒီကသွားရင်တော့ရေကူးကန်ရောက်ပါတယ်ဒီကသွားရင်တော့ reception ပါဒီကသွားရင်တော့ lobby ပါဟလာအများကြီးပေါ့နော်ညွန်ပြရမယ်နေရာတွေအဲ့နေရာတွေကိုသွားပုံသွားနည်းတွေအဲ့ဒါတွေကိုပြောပြပေးရမယ်ဘယ်နှနာရီကနေဘယ်နှနာရီအထိကျွန်တော်တို့ကတော့ room service ပေးတယ်ဘယ်နှနာရီဘယ်နှနာရီအထိ restaurant ကဖွင့်နေဘယ်နှနာရီကနေဘယ်နှနာရီအထိရေဘူးကန်ကဖွင့်နေစားတဲ့အချိန်တွေကိုလည်းရှင်းပြပေးရမယ်အပြင်ဂျပန်မှာဘာရှိလဲဆိုတော့ဟိုမန်လေးမှာဆိုလို့ရှိရင်လည်းအခုငလင်လောက်သွားရမလားအဲ့လိုမျိုးပဲပေါ့ဂျပန်မှာလည်းဟိုတယ်မှာတင်းနေနဲ့ငလင်လောက်တဲ့အခါဆူနာမီဖြစ်တဲ့အခါတိုက်ဖူးလာတဲ့အခါအဲ့လိုအခါမျိုးတွေမှာအဲ့ဒါတွေကခါဆိုင်ဆိုတဲ့မိဘအန်ရဖြစ်တဲ့အခါမှာရဲ့ရှီဇန်ဆိုင်ဂိုက်ကြီးပေါ့နော်တဘာဝဘေးရနေဖြစ်နေတဲ့အခါမှာဒီယောဆူဟီဂျောကူချီအသုံးပြုရမယ့်အရေးပေါ်ထွက်ပေါက်နဲ့ဟီနန်ကေရိုဆိုတာကထွက်ပြေးရမယ်လမ်းကြောင်းနော်ဘယ်လမ်းကနေထွက်ပြေးရမလဲစတာတွေကိုတိန်နေနီဆေဆုမိတ်စုတို့တေးသေးချာချာရင်ကြီးနဲ့ရှင်းပြထားပြီးတော့ရှင်းပြထားဖို့ဟီချီယောဂါဒီမတ်နော်အချက်လိုအပ်ပါတယ်အိုကုနိုဘိုင်ကများပြားတဲ့အခါမျိုးမှာဆိုလို့ရှိရင်နော်အိုတိုမာရီနီနာတို့အိုဟေယာနိုဒီယောခါနိုနာဂျီကန်ပေါ့နော်အဲ့တော့ခါနိုနာဂျီကန်ကရှုကူဟာကိုရှိဆဲစုကစာဒါမေတာချက်ကူရင်ခါရာချက်ကူအောက်တို့ကြည့်ကန်နော်ဟန်ဤနိုင်တို့နာရီမှာစတယ်နော်အဲ့တော့အများသောအားဖြင့်အချိန်တွေကတော့တဲ့နော်ဒီတဲရမယ့်အခန်းကိုအသုံးပြုနိုင်တဲ့အချိန်နော်နောက်တစ်ခုကချက်ကင်ချက်ကောက်အချိန်ပေါ့ကွာနော်အဲ့ဒီအချိန်ကာလအတော်အတွင်းမှာပဲဖြည့်ရမယ်နောက်ချွင်းချက်အနေနဲ့ကတော့ချက်ကူရင်ချက်ကူအောက်တို့ကြည့်ကန်ဝခိုးခိုးနော်ရှုကူအကိုရှိစေစွနေရော်ရီခိုတိုနာရီမှာစငါချက်ကူရင်အချိန်နဲ့ချက်ကောက်လုပ်တဲ့အချိန်ကတော့ဟိုတယ်ပေါ်လိုက်ပြီးကြွားချတယ်ဆိုပေမဲ့check-in は14時または15時နော်2နာရီ check-in အချိန်က2နာရီသို့မဟုတ်3နာရီ check-out は11時နော်10နာရီまたは11時နော် sorry 10時または11時10နာရီတောင်မဟုတ်17နာရီ
アルバイが多くなっていますเนาะအဲ့တော့ check in အချိန်က2နာရီကနေ3နာရီဖြစ်ပြီးတော့မှ check out အချိန်ဒီ10နာရီကနေ17နာရီဖြစ်တာကတော့များတယ်လို့ပြောထားတာဖြစ်ပါတယ်ဟိုတယ်တိုင်းတော့မဟုတ်ပေမဲ့တော်တော်များများကအဲ့ဒီအချိန်လို့ပြောထားတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးထဲမှာဝါရရှိအပိုင်း1နဲ့အပိုင်း2ကိုရှင်းပြပေးထားတာဖြစ်ပါတယ်နောက်ဗီဒီယိုထဲမှာအပိုင်း3အပိုင်း4ကိုဆက်ရှင်းပြပေးမှာဖြစ်ပါတယ်じゃまたね